တရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏမြတ်သုံးပါးကိုဥထိတ်ထားရင်ဖြင့်ဗုဒ္ဓအနွယ်တော်ဝင်သူတော်စင်များမှာဖြင့်သရဏံနရတိလာသုဒ္ဓဆာကပညာဟိတိဥဒ္ဒပလို့ခေါ်တဲ့သူတော်ကောင်းဥစ္စာခုနှစ်ဖျားကိုလက်ကိုင်းထားကဖြင့်ဒါနသီလဘာဝနာတွေဟူသောဒီအကြောင်းတရားသုံးပါးကိုလက်ကင်ထားပြီးတော့ကျင့်ကြံပွားများအားထုတ်ကြရင်မလွဲဧကံနိဗ္ဗာန်ရွာသို့ရောက်မည်မှာမလွဲပါဘူးဒါကြောင့်ဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏတို့ရွှေဖုံးရှိန်ဆက်ရဲ့အောက်မှာခိုလုံကြတဲ့ဗုဒ္ဓဝေဝင်သူတော်စင်များအားလုံးအေးချမ်းကြပါစေကျမ်းမာကြပါစေစည်းစိမ်ဥစ္စာယရဏများတိုးပွားကြပါစေကြောင်းဆုမွန်ကောင်းတောင်းရပါမယ်ခင်ဗျာရွှေဖုံးတော်
။